အားကစားချစ်သူပြည်သူများအားလုံးမင်္ဂလာပါချယ်ဆီသင်းရဲ့ breaking news တွေတင်ဆက်ပေးမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါဦးဆိုသူလည်းမလို့ကြိုးစားပါရစေ Brighton သင်းရဲ့တိုက်စစ်မှုဂျောင်ပက်ထရိုချယ်ဆီသင်းနဲ့သဘောတူလိုက်ပါပြီဒီကစားသမားကတော့အသက်က23နှစ်ဘရာဇီးသင်းကစားသမားဖြစ်ပြီးတော့ပရီးမီးယားလိမှာဆိုရင်အတွေ့အကြုံရှိပြီးတော့ခြေစွမ်းပြနေတယ်Brighton တိုက်စစ်မှုဖြစ်ပါတယ်ဒီကစားသမားကိုတော့ပေါင်55တန်းဝန်းကျင်နဲ့အဲ့တော့9တန်းနဲ့9နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်နယူကာဆယ်တင်ကပေါင်တန်း50နဲ့ကန်လာပေမဲ့ Brighton တင်ကပယ်ချခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ကစားသမားက Chelsea တင်ကိုပဲပြောင်းကျင်တယ် Chelsea တင်ကိုပဲရွေးချယ်ထားတဲ့အတွက် Chelsea တင်နဲ့သဘောတူညီမှုရသွားတာပါအခုရက်ပိုင်းတွင်းမှာဆိုရင် Chelsea တင်ရဲ့စေးဖွဲ့ကဘရာဇီးကိုသွားပြီးတော့ကစားသမားကိုစစ်စစ်မှုတွေလှုပ်ဆောင်တော့မှာဖြစ်ပါတယ်စစ်စစ်တာတွေပြီးလို့ရှိရင်ဂျောင်ပန်ထရိုက US ကိုလိုက်သွားပြီးတော့မာရက်စကာရဲ့ Chelsea အသင်းနဲ့အတူပူးပေါင်းသွားမှာဖြစ်ပါတယ် register လုပ်လို့ရမယ်ဆိုရင်ဂျောင်ပန်ထရိုက quarter final ပွဲစဉ်တွေမှာဝင်ရောက်ကစားသွားဖို့ရှိပါတယ် Chelsea အသင်းကနောက်ထပ်ခေါ်ယူလိုက်တဲ့ကစားသမားတစ်ယောက်ကတော့ဒေါ်မွန်အသင်းကဂျေမီကိုက်တန်ဖြစ်ပါတယ်ဒီကစားသမားကိုလည်းပေါင်တန်း60ဝန်းကျင်လောက်နဲ့သဘောတူညီမှုရထားပြီးတော့စာချုပ်ကတော့9နှစ်စာချုပ်ချုပ်ဆိုထားမှာပါမကြခင်စစ်တော်မှာဖြစ်ပြီးတော့တောမွန်တင်းရလည်းကလပ်ဝေါ်ကပ်ရဲ့16တင်းစင်ရှုံးတဲ့ပွဲစဉ်မှာကန်နေပြီဖြစ်လို့ဒီကစားသမားကဒေါ်မွန်တင်းနဲ့အမှတ်ပုံတင်ထားတဲ့အတွက်Chelseaတင်းမှာဝင်ရောက်ကစားလို့မရတော့ပါဘူးဒါကြောင့်ဒီကစားသမားရဲ့အပြောင်းရွှေ့ကိုကလပ်ဝေါ်ကပ်ပြီးတော့မှChelsea နဲ့ Dortmund တို့ရဲ့ကလပ်အသင်းတွေမှာတရားဝင်ဖော်ပြသွားဖို့ရှိပါတယ်။ကုနရာဒီပြောင်းရွှေ့ Chelsea အသင်းရဲ့တန်ဒီကစားသမားတွေဖြစ်ပါတယ်။မိတ်ဆွေတို့တိုင်းတဲ့ကစားသမားဘယ်ကစားသမားဖြစ်မလဲ။ comment လေးမှာရေးခဲ့လို့ရပါတယ်။ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe ကောင်းကောင်းလေးနှိပ်ပြီးအားပေးကြပါဦး။ TikTok Facebook account လေးကိုလည်း follow လုပ်ပေးကြပါဦး။ထူးခြားတဲ့အားကစားသတင်းတွေနဲ့အတူနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်